အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းဆောင်မီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့2026ခုနှစ်မေလ26ရက်နေ့ဒီမနက်ခင်းသတင်းများကိုဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်မိသတင်းကြောင်းရာကတော့ရက်တရားစီမံချက်ဖြင့်ရရွာအေဂျင့်တာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်လူကင်းကြဆင်းရေးလုပ်ငန်းများတွန်တေး၌ဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်ကံပယ်ကျေးရွာကံပယ်လမ်းစုံနှင့်ဖျားငုတ်တို့တောင်ကျေးရွာဖျားငုတ်တို့လမ်းစုံတွေ၎င်းရတရားစီမံချက်ဖြင့်ရရွာအေဂျင့်တာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်လူကင်းကြဆင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာများ၌ပြုလုပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ထို့သောဆောင်ရွက်ရာတွင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းထက်အောင်တွန်တေးမြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်သူရငိမ့်မြို့နယ်ရဲနယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့စုမှုရဲအုပ်အောင်မျိုးကျော်မြို့နယ်မိသက်ဦးစီးဌာနမှလာထဦးစီးမှုဦးတော်စင်မြို့နယ်စီပင်းတာယာရေးရုံးမှဈေးတောင်ဝန်ခံအစင်တော်ဦးမြင့်အောင်ဖျားငုတ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့်ရေစစ်စစ်ပိတ်ဆို့ရှာဖွေခြင်းပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များအား73စီချို့ချံချွေတာသုံးစွဲ၍အသိပညာပေးစုံမရန်များတွင်ထုတ်ပြန်ထားသောစီကံချက်များနှင့်အညီမောင်းနှင်အသုံးပြုနိုင်ရန်စုံလေးရန်များတွင်စုံအခရာပါရင်မရန်များတွင်မအခရာယာဉ်များမောင်းနေနိုင်ရေးနှင့်ရေအန်ဒီယကင်းရှိရေးအားဝိုင်းရင်20စီအငားရင်25စီကုန်တင်ရင်20စီအိုးဝေဘေးရဲဆိုင်က20စီစုစုပေါင်း85စီပြီးသွားပြည်သူများအားပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းဘေးရဲဆိုင်ကများညာကက်မောင်းနေရန်ပါဝါအိတ်ဇောတက်စင်အသုံးပြုခြင်းမပြုရန်ဆိုင်ကအုပ်ထိုးဆောင်ရန်မေးတိုင်းကျိုးများစနစ်တကျတက်စင်မောင်းနေရန်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ရှင်။ဤသတင်းကိုရွှေတင်လေးမှပြပို့ထားတာဖြစ်ပါတယ်ရှင်။ကျွန်မရွှေပါ